ဘယ်နာမှာလဲလို့မေးချင်တယ်ဆိုရင်ที่ไหนที่ไหนဥပမာห้องครัวอยู่ที่ไหนမိဖို့ခံဘယ်နာမှာလဲအဲ့ထက်ပိုပြီးတော့မှအသေးစိတ်မေးချင်တယ်ဆိုရင်ตรงไหนตรงไหนဥပမာห้องครัวอยู่ตรงไหนห้องครัวอยู่ตรงไหนမိဖို့ခံကဘယ်နာမှာလဲဆိုတော့ဒီနှစ်ခုမှာကိုဘယ်လိုမျိုးဖြည့်စီခြင်းလဲပေါ့နော်အဲ့ပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့မိကွန်းစကားလုံးလေးတွေလည်းရွေးချယ်ပြီးတော့မှသုံးပေးပါတိတိကျကျသိချင်တယ်ဆိုရင်တော့တရုံနိုင်ကိုသုံးပေးနေရာရဲ့အကျယ်ဝန်းကိုပဲခြုံငုံပြီးမိမယ်ဘယ်နေရာမှာလဲဆိုရင်တော့ထိနိုင်ကိုပဲမိပေးပါဒီလိုမျိုးရိုးရှင်းတဲ့ grammar pattern လေးတွေရဲ့နေ့စဉ်မှာသုံးတဲ့စကားလုံးတွေစကားပြောတွေနဲ့ဖွဲ့စည်းထားတဲ့ဥပမာလေးတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ဒီနေ့ကကြော်ညာထားတဲ့ grammar class video post လေးကို screenshot ရိုက်ပြီးတော့မှ page မှာစုံစမ်းလို့ရပါတယ်เนาะဆိုတော့ကျွန်တော်တို့အခုချိန်မှာတတ်မှတ်လူကြီးလည်းပြည့်တော့မှာမဟုတ်လို့မြန်မြန်လေးအပ်ထားမှာပဲအဆင်ပြေမယ်เนาะဆိုတော့ကျွန်တော်နောက်ထပ် video လေးမှာထပ်ပြီးတော့မှဆုံပါမယ်တင်းတဲ့အပ်ပြီးလူတောင်းလည်းကျေးဇူးများတင်ပါတယ်เนาะขอบคุณครับสวัสดีครับ